မနီးရတဲ့ပြောချင်တဲ့စကားတွေကဒါပေမဲ့နှစ်ဆန်းတရက်နေဆိုတော့အကုတုစကားတွေဖြစ်နေတော့ဒီနေ့မှပဲပြောဖြစ်တယ်ပေါ့နော်ခြားတော့မဟုတ်ပါဘူးအပမင်းအောင်နိုင်ကျမတို့ရဲ့သမရာကြီးအပမင်းအောင်လိုက်ပေါ့နော်မနေ့ကအပြစ်သားတွေကိုဒီရှော့ပေါ့ပေးတယ်ပေါ့နော်ရှော့ပေါ့တယ်လူငင်းချမ်းသာတွေလူငင်းချမ်းသာရှော့ပေါ့ပေးတယ်ပေါ့နော်လူသားချင်းစာနာတဲ့အနေနဲ့ဒါရှော့ပေါ့ပေးတယ်ပေါ့နော်အဲ့တော့အဘကိုကျမဒီညာနေခုတော့မြင်ချင်ပါတယ်လို့အဘကတရားခံဒီဘက်ကနေပြီးတော့လူသားချင်းစာနာလို့ပြစ်ဒဏ်တွေကိုရှော့ပေါ့ပေးတယ်ခံရတဲ့မိသားစုတွေကြတော့အဘလူသားချင်းစာနာပေးလို့မရဘူးလားလို့ကိုချင်းစာပေးလို့မရဘူးလားလို့ခုကျမညီမလေးစုခွေးသက်နွားသက်အသက်ခံရတယ်အခုသူကပေရန်နေပြီးတော့အခုတကြုံပြောင်းနေအဲ့တော့တကြုံကနေပြီးတော့နောက်ထပ်တစ်နှစ်မှာ၄-၅ကြိမ်လောက်တော့ရှိမှထင်တယ်လုံငင်းချမ်းသာတွေပြီးတာပေါ့နော်3-4ကြိမ်တော့အနည်းဆုံးရှိတယ်အဲ့တော့အဲ့လိုလူငင်းချမ်းသာတွေနဲ့ဖြည်းဖြည်းလွတ်လို့ဆိုတကယ်အပြစ်လုပ်တဲ့အပြစ်သားတွေကဥပဒေအတိုင်းချမှတ်ထားတယ်ဆိုပြီးမဲ့အပြစ်ကိုပြပြဝါမခံစားရဘူးပေါ့နော်အဲ့တော့နစ်နာတဲ့မိသားစုတွေကတော့နစ်နာသွားပြီအဲ့တော့အဘကိုကျမဒီညခုတော့ပြောချင်ပါလေနစ်နာတဲ့မိသားစုတွေကိုလေကိုချင်းစာပေးပါလို့နော်ဒါမင်းကတော်တော်စိတ်မကောင်းဖြစ်သွားသူများတွေလူငင်းချမ်းသာပြောနေတယ်လှုပ်ပေးတာကိုစိတ်မကောင်းကိုကဖြစ်တယ်ဆိုတော့အကုသိုလ်စိတ်ကိုအတွက်ဖြစ်သွားတာပေါ့ဘယ်လိုဖြစ်နေလဲဆိုတော့ဥပဒေအထက်မှာဘလူးမှမရှိစီရဆိုပြီးနဲ့ဥပဒေအသေးဝင်းလိုပဲချမှတ်ထားတဲ့ချမှတ်တိုင်းနဲ့ထားတဲ့အတိုင်းမခံရဘူးဝမ်းသာပါတယ်ဝမ်းမသာဘူးလားဆိုဝမ်းသာပါတယ်တကယ်သူများကိုသူတစ်ပါးကိုထိခိုက်နစ်နာအောင်လုပ်ထားတာမဟုတ်တဲ့လူမျိုးတွေအတွက်တော့ဒါပြစ်ဒဏ်ပေးထားတာပြင်းထန်တော့ပါတယ်ဒါအတွက်တော့ဒါကျမတို့ဝမ်းသာပါတယ်အရင်တော့ဆိုလို့ရှိရင်လူငင်းချမ်းသာတွေမှာလူတတ်မှုတို့မဒိန်းမှုတို့ဒါတွေမပါဘူးပေါ့နော်အခုကတော့အဲ့လိုမျိုးမဟုတ်တော့ဘူးကိုလုံးရောတော့ပဲကျမဒီညနေအပမင်းအောင်နိုင်မြတ်တာလည်းပို့ပေးပါတယ်လို့အပကျမချမ်းသာပါစေကျမဒီစကားလေးတက်ပြောအထောင်နှခမ်းလဲနင်းပါတယ်အဖကျမချမ်းသာပါစေအဖဆွေမျိုးအဖမိသားစုအားလုံးနဲ့မှာကျမတို့လူနစ်နာတဲ့မိသားစုတွေလိုမျိုးစိတ်ဆင်းရဲကိုယ်ဆင်းရဲမဖြစ်ပါစေနဲ့လို့ကျမဆုတောင်းပေးပါတယ်ဒီနာဟယ်လိုအားလုံးမင်္ဂလာပါမနီးရတဲ့ပြောချင်တဲ့စကားတွေကဒါပေမဲ့နှစ်ဆန်းတရက်နေဆိုတော့အကုတုစကားတွေဖြစ်နေတော့ဒီနေ့မှပဲပြောဖြစ်တယ်ပေါ့နော်ခြားတော့မဟုတ်ပါဘူးအပမင်းအောင်နိုင်ကျမတို့ရဲ့သမရာကြီးအပမင်းအောင်လိုက်ပေါ့နော်မနေ့ကအပြစ်သားတွေကိုဒီရှော့ပေါ့ပေးတယ်ပေါ့နော်ရှော့ပေါ့တယ်လူငင်းချမ်းသာတွေလူငင်းချမ်းသာရှော့ပေါ့ပေးတယ်ပေါ့နော်လူသားချင်းစာနာတဲ့အနေနဲ့ဒါရှော့ပေါ့ပေးတယ်ပေါ့နော်အဲ့တော့အဘကိုကျမဒီညနေခုတော့မြင်ချင်ပါတယ်လို့အဘကတရားခံဒီဘက်ကနေပြီးတော့လူသားချင်းစာနာလို့ပြစ်ဒဏ်တွေကိုရှော့ပေါ့ပေးတယ်ခံရတဲ့မိသားစုတွေကြတော့အဘလူသားချင်းစာနာပေးလို့မရဘူးလားလို့ကိုချင်းစာပေးလို့မရဘူးလားလို့ခုကျမညီမလေးစုခွေးသက်နွားသက်အသက်ခံရတယ်အခုသူကပေရန်နေပြီးတော့အခုတကြုံပြောင်းနေအဲ့တော့တကြုံကနေပြီးတော့နောက်ထပ်တစ်နှစ်မှာ၄-၅ကြိမ်လောက်တော့ရှိမှထင်တယ်လုံငင်းချမ်းသာတွေပြီးတာပေါ့နော်3-4ကြိမ်တော့အနည်းဆုံးရှိတယ်အဲ့တော့အဲ့လိုလူငင်းချမ်းသာတွေနဲ့ဖြည်းဖြည်းလွတ်လို့ဆိုတကယ်အပြစ်လုပ်တဲ့အပြစ်သားတွေကဥပဒေအတိုင်းချမှတ်ထားတယ်ဆိုပြီးမဲ့အပြစ်ကိုပြပြဝါမခံစားရဘူးပေါ့နော်အဲ့တော့နစ်နာတဲ့မိသားစုတွေကတော့နစ်နာသွားပြီအဲ့တော့အဘကိုကျမဒီညနေခုတော့ပြောချင်ပါလေနစ်နာတဲ့မိသားစုတွေကိုလေကိုချင်းစာပေးပါလို့နော်ဒါမင်းကတော်တော်စိတ်မကောင်းဖြစ်သွားသူများတွေလူငင်းချမ်းသာပြောနေတယ်လှုပ်ပေးတာကိုစိတ်မကောင်းကိုကဖြစ်တယ်ဆိုတော့အကုသိုလ်စိတ်ကိုအတွက်ဖြစ်သွားတာပေါ့ဘယ်လိုဖြစ်နေလဲဆိုတော့
ဥပဒေအထက်မှာဘလူးမှမရှိစေရဆိုပြီးနဲ့ဥပဒေအသေးဝင်းလိုပဲချမှတ်ထားတဲ့ချမှတ်တိုင်းနဲ့ထားတဲ့အတိုင်းမခံရရဘူးဝမ်းသာပါတယ်ဝမ်းမသာဘူးလားဆိုဝမ်းသာပါတယ်တကယ်သူများတို့ဘယ်လိုဖြစ်နေလဲဆိုတော့ဥပဒေအထက်မှာဘလူးမှမရှိစေရဆိုပြီးနဲ့ဥပဒေအသေးဝင်းလိုပဲချမှတ်ထားတဲ့ချမှတ်တိုင်းနဲ့ထားတဲ့အတိုင်းမခံရရဘူးဝမ်းသာပါတယ်ဝမ်းမသာဘူးလားဆိုဝမ်းသာပါတယ်တကယ်သူများတို့တစ်ပါးကိုထိခိုက်နစ်နာအောင်လုပ်ထားတာမဟုတ်တဲ့မျိုးတွေအတွက်တော့ဒါပြစ်ဒဏ်ပေးထားတာပြင်းထန်တော့ပါတယ်ဒါအတွက်တော့ဒါကျမတို့ဝမ်းသာပါတယ်အရင်တော့ဆိုလို့ရှိရင်လူငိမ့်ချမ်းသာတွေမှာလူတတ်မှုတို့မဒိန်းမှုတို့ဒါတွေမပါဘူးပေါ့နော်အခုကတော့အဲ့လိုမျိုးမဟုတ်တော့ဘူးကိုလုံးရောတော့ပဲဒီမှာဒီညနေအပမင်းအောင်လည်းမြတ်တာလည်းပို့ပေးပါတယ်လို့အပကျမချမ်းသာပါစီကျမဒီစကားလေးတက်ပြောထောင်နှခမ်းလဲနင်းပါတယ်အဖကျမချမ်းသာပါစေအဖဆွေမျိုးအဖမိသားစုအားလုံးနဲ့မှာကျမတို့လူနစ်နာတဲ့မိသားစုတွေလိုမျိုးစိတ်ဆင်းရဲကိုယ်ဆင်းရဲမဖြစ်ပါစေနဲ့လို့ကျမဆုတောင်းပေးပါတယ်ဒီနေ့